ဒီကောင်မလေးကိုအတင်းထမရဲရဲဆက်ဆက်မီးရှုအသက်ခံရအောင်လုပ်ကြံပြီးတော့ကောင်မလေးအတော်ကအမွေအိမ်ကိုအပိုင်သိမ်းလိုက်ပါတယ်ပြီးတော့အိမ်ကိုရောင်းပြီးကွေလီအများကြီးရတော့မယ်ဆိုပြီးပြောနေကြပါတယ်အဲ့ချိန်ရုတ်တရက်တကားဖွင့်တန်ကြားပြီးလက်ကြည့်လိုက်တော့အရန်ကြောက်သွားကြပါတယ်ဘာဖြစ်လို့လဲဆိုသူတို့ကိုယ်လိုက်ရဲရဲဆက်ဆက်မီးရှုပြီးတေးအောင်လုပ်ခဲ့တဲ့ကောင်မလေးကမတေပဲတကိုယ်လုံးပြမှုန့်တင်တဲ့အတူဘာမှမချစ်ပဲအကောင်အတိုင်းအိမ်ကိုပြန်ရောက်လာလို့ပါကောင်မလေးရဲ့တော့ကလည်းသူ့အကစ်တွေကိုအကုန်ပေါ်တော့မယ်ဆိုပြီးတုံလုံးနေကြပါတယ်ကောင်မလေးကလည်းခေါင်းအရန်ကြိုက်ပြီးညကဘာလေးထိခဲ့လဲမသိဘူးသူ့တကိုယ်လုံးပူလောင်နေပြီးမီးရှို့ခံထားရတယ်လို့နာကျင်နေတယ်လို့ပြောပါတယ်ကောင်မလေးကမီးရှို့ခံထားရတယ်လို့အရန်ပူလို့ရေတောက်ချင်နေပြောပြီးရေအိုးကိုတွေ့တော့တအိုးလုံးကုန်အောင်အများကြီးတောက်လိုက်ပါတယ်ရေအိုးတအိုးလုံးကုန်တော့နောက်ရေအိုးအကြီးကိုလည်းထပ်တောက်လိုက်ပါတယ်ပြီးတော့မီးရှို့ခံထားရလို့အရန်ပူလို့ရေအိုးထဲကကြံနေရင်ညက်တကိုယ်လုံးကိုလောင်းချလိုက်ပါတယ်ကောင်မလေးအတော်ကလည်းတေးပြီးလားကောင်မလေးကရုတ်တရက်ပြင်ရှင်လာတော့အန်အောထိတ်လန့်နေကြပါတယ်ပြီးတော့ကောင်မလေးကသူ့အတော်သူ့ညမပြောက်နေလို့ဖေးမလဲလို့ဒေါသတကြီးမေးပါတယ်အတော်ကလည်းဘာမှမပြောနိုင်ဖြစ်ပြီးကြောက်လန့်တကြားလှမ်းကြည့်လိုက်တော့ကောင်မလေးမျက်လုံးကအယောင်ပြောင်းသွားတာကိုတွေ့လိုက်ရပါတယ်ပြီးတော့တရေလို့អော်ပြီးအိမ်ကနေထွက်ပြေးသွားကြပါတယ်ကောင်မလေးကလည်းကြောင်ကြည့်နေပြီးမှန်ကိုကြည့်ရင်ညကဖြစ်ဖြစ်ထဲတာလေးကိုတဖြည်းဖြည်းပြန်တွေးနေပါတယ်အဲ့မှာပဲညကသူမမီးရှို့အသက်ခံခဲ့ရကိုမှတ်မိသွားပြီးအရန်ထိတ်လန့်ပြီးအော်ဟစ်နေပါတယ်ပြီးတော့မီးရှို့ခံထားရတာတောင်ဘာမှမချစ်တဲ့သူ့ကိုသူကြည့်ပြီးထူးဆန်းနေပါတယ်။ညကမီးရှို့ခံထားရတာတောင်သူဘာလို့အကောင်အတိုင်းရှိနေတာလဲလို့တွေးရင်စဉ်းစားမရချင်နေပါတယ်။ကောင်မလေးကသူ့ကိုညကမီးရှို့ခဲ့တဲ့အပင်စီသွားပြီးသူပြန်ရှင်နေရတဲ့အကြောင်းရင်းကိုရှာနေပါတယ်။ပြီးတော့ပျောက်သွားတဲ့သူ့ညီမလေးကိုလည်းအော်ခေါ်ပြီးလိုက်ရှာနေပါတယ်။အဲ့ချိန်မှာပဲညောင်ပင်ကြီးစီကအတန်ကြားလို့လန့်ကြည့်လိုက်ပါတယ်။အဲ့ချိန်မှာပဲညောင်ပင်ကအပင်ဒီကလည်းသူ့အလိုလိုရွေးရှားလာပါတယ်။ကောင်မလေးကလည်းလိုက်ကြည့်နေရင်ညောင်ပင်ကကောင်မလေးခြေတော့ကိုခြိပြီးဆွေးချတော့ရှေ့ကိုလဲသွားပါတယ်။မောက်ကြည့်လိုက်တော့ရှေ့မှာလူ၃ယောက်ကိုရုတ်တရက်ရောက်လာတာတွေ့လိုက်ရပါတယ်